ရင်းသမားတွေကိုလူအချို့ကဘာကြောင့်အထင်သေးကြတာလဲလူအချို့ကမြင်းသမားအချို့ကိုအထင်သေးနေတာကိုကျွန်တော်တို့စော်ကြည့်တဲ့ကြော်ကီမြင်းသမားလေးတအုပ်ကဂုံယူဝင့်ကြွားစွာနဲ့ဘွဲလေးသမီးခန်းသားကိုတက်ရောက်ခဲ့ပါတယ်ခင်ဗျာဒီစော်ကြည့်တဲ့ကြော်ကီမြင်းသမားလေးကတော့ရွှေတောင်မြို့နယ်ကမြင်းဝနာရှင်လေးပဲဖြစ်ပါတယ်လူအချို့ကမြင်းသမားများကိုအထင်မြင်သေးကြတာကိုမြင်းဝနာရှင်တအုပ်အနေနဲ့သူဟာရင်းသမားတိုင်းမှာသူတို့ရဲ့အားသာချက်တစ်ခုစီရှိတယ်ဆိုတာကိုချပြလိုက်တာဖြစ်ပါတယ်။တကယ်တော့ကျွန်တော်တို့မြန်မာပြည်မှာမြေဝနာရှင်လူငယ်များသာမရှိဘူးဆိုရင်မြမရိုးရာအတင်လာရှင်ပြုတ်ပွဲဆိုတာလည်းရှိလာမှာမဟုတ်ပါဘူး။နောက်ပြီးမြမရိုးရာရှင်ပြုတ်ပွဲတွေမှာမြေသာမပါခဲ့ဘူးဆိုရင်အဲ့ဒီရှင်ပြုတ်ပွဲကလည်းပြည့်စုံခမ်းနားနေမှာမဟုတ်ပါဘူး။ထို့ကြောင့်ကျွန်တော်ကတော့စော်ကြည့်တဲ့ကြော်ကြီးမြေသမားလေးတွေရဲ့ရေးခိုင်းပညာရက်နဲ့ရင်းကြိုက်ကျွမ်းသလိုအချစ်ကြမ်းကြတဲ့ရင်းသမားညီကိုတွေရဲ့ပညာရက်ကိုလေးစားကုန်ယူပြီးပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ content creator blogger ဒန်လေးပဲဖြစ်ပါတယ်ခင်ဗျာ